ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့စူပါမန်နီးပါးအစွမ်းထက်တဲ့ hero 6 ယောက်ကြောင်းပြောမှာဖြစ်ပါတယ်။တကယ်ပဲသူတို့ကစူပါမန်နီးပါးအစွမ်းထက်ရဲ့လား။ကျွန်တော်တို့စူပါမန်ကိုပြောလိုက်တာနဲ့ကျွန်တော်တို့ကလေးလူငယ်လူကြီးမျိုးငယ်စဉ်ဘဝတွေကတည်ခဲ့ရတဲ့ hero ကြီးတယောက်ပါ။စူပါမန်ကစူပါ hero ရဲ့ဖခင်ကြီးတယောက်ဆိုလဲမမှားပါဘူး။ကျွန်တော်အခုပြောမယ့်စူပါ hero 6 ယောက်ကလည်းစူပါမန်နဲ့စွမ်းချင်းထက်တူထက်များရှိပြီးသူတို့ရဲ့ကိုယ်ပိုင် universe မှာဆိုရင်တော့သူတို့ကအစွမ်းထက်ဆုံးတွေပဲဖြစ်ပါတယ်။နံပါတ်7 Homelander တို့ကြားလိုက်တာနဲ့လူတိုင်းဒီပါသိကြလိမ့်မယ်လို့ထင်ပါတယ်။သူကတော့ Amazon Prime ရဲ့နာမည်ကြီး series တစ်ခုဖြစ်တဲ့ The Boys series ရပဲဖြစ်ပါတယ်။သူကတော့ Superman ဒီပါအစွမ်းထက်သူဖြစ်ပြီးတော့ The Boys series ထဲမှာလည်းကြိုင်ဆန်ရှားကျန်းတဲ့ဘဲကြီးဖြစ်ပါတယ်။သူလည်း Superman ကိုလေးပေါ်ပြန်နိုင်ပြီးလေဆာနဲ့တင်နိုင်တယ်လို့ Superman ဒီပါ strong ဖြစ်ပြီးတန်ပါပါတယ်။ Superman နဲ့မတူညီတဲ့အချက်တွေကတော့သူက Superman လို Krypton လိုစကြဝဠာအပြင်ဘက်ကဂျိုရီကနေလာမျိုးမဟုတ်ဘဲနဲ့သူကတော့ဓာတ်ခွဲခန်းထဲမှာပဲကြီးတင်းလာတဲ့စံတက်ခံလူလို့ superhero တယောက်ပဲဖြစ်ပါတယ်။ Superman နဲ့နောက်ထပ်မတူညီတဲ့အချက်ကတော့ Homelander ကသူ့ကိုယ်သူအတော်ဆုံးအချမ်းဆုံးအတန်မာဆုံးအညံ့ဆုံးလို့ခံယူထားတဲ့လူဖြစ်ပြီးတော့သူအငြင်းမကြည့်တဲ့လူနဲ့သူ့ပေါ်စိတ်အနှောက်အယှက်ဖြစ်စေတဲ့လူတွေဆိုတက်ပြစ်လေးရှိပါတယ်။လူရည်တွေနဲ့စိတ်တိုက်ပိုင်းဆိုင်ရာကိုကြည်ချင်းအားဖြင့် Homelander က Superman ရဲ့ evil version ဖြစ်ပါတယ်။သူနှစ်ယောက်ရဲ့လူရည်ကလည်းမိုးနဲ့ညီလို့ကွာခြားပါတယ်။နံပါတ်5နောက်ထပ်စူပါမန်ဒီပါအစွမ်းထက်တဲ့စူပါဟီးရိုးကတော့အိုမီမန်ဖြစ်ပါတယ်။အိုမီမန်ကဆိုရင်လည်းစူပါမန်ဒီပါကျန်းတဲ့ဘဲကြီးဖြစ်ပါတယ်။သူကတော့ Amazon Prime ရဲ့နာမည်ကြီး animation series တစ်ခုဖြစ်တဲ့ Invincible series တွေကပဲဖြစ်ပါတယ်။ Invincible series ထဲမှာအတန်မာဆုံးဟီးရိုးမဟုတ်ပေမဲ့လည်းစူပါမန်ဒီပါကျန်းတဲ့ဘဲကြီးဖြစ်ပါတယ်။စူပါမန်တို့ Homelander တို့လိုလေဆာပြတ်တဲ့ power မရှိပေမဲ့လည်းဂျိုးစကြိုးကိုဖျက်ဆီးနိုင်တဲ့စွမ်းရှိတဲ့အထိတန်မာပါတယ်။စူပါမန်တော့မတန်မာပေမဲ့လည်းHomelanderထက်မတိမတာလေးတန်မာပါတယ်။သူ့ရဲ့ပုံသဏ္ဍာန်ကတော့ Spider-Man ကားရဲ့သတင်းစာတိုက်ရဲ့အဒီတာချုပ်ဘဲကြီးနဲ့ခက်ဆင်ဆင်ပဲဗျ။အဲဘဲုံမှာစူပါမန်ဘာရှင်ပြောင်းတာချစ်ကောင်းချစ်လိမ့်မယ်။သူကတော့စူပါမန်လိုအခြားဂျိုကနေလာဖြစ်ပြီးတော့ရွေချက်ချင်းလည်းမတူပါဘူး။စူပါမန်ရဲ့ရွေချက်ကတော့ကဘာညီကိုသူ့ရဲ့ဂျေဇုရှင်လိုတဘောထားပြီးတော့ကဘာကြီးကိုကာဝယ်ဖို့ပဲဖြစ်ပါတယ်။အိုမီမန်ကတော့စူပါမန်နဲ့ဆက်ညစ်ပတ်ပဲဗျ။သူလည်းစူပါမန်ကို evil version ပုံစံလှုပ်ထားတာဖြစ်ပြီးတော့သူ့ရဲ့တကယ်ရည်ရွယ်ချက်ကတော့ကဘာဂျိုတိမ့်မိုက်မှုပဲဖြစ်ပါတယ်။သူကတော့သူ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့လုံးဝအလျှော့ပေးလိမ့်မရှိပါဘူး။နံပါတ်4နောက်ထပ်စူပါမန်လိုစူပါဟီးရိုးကတော့ Invisible ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အချိုက်ဆုံးဟီးရိုးတွေကတယောက်ပါပဲ။သူကတော့ Invisible series ရဲ့အဓိကဇာတ်ကောင်ပဲဖြစ်ပါတယ်။ Invisible ခေါင်းစဉ်ကလည်းသူ့ကိုပဲတင်စားတာဖြစ်ပါတယ်။သူကတော့အိုမီမန်ရဲ့သားဖြစ်ပြီးတော့လူသားသွေးတဝက်ပါသူလည်းဖြစ်ပါတယ်။သူကတော့သူ့ဖေနဲ့ဆန့်ကျင်ဘက်ပါပဲစူပါမန်လိုစိတ်ကောင်းရှိရာမျိုးဖြစ်တဲ့အတွက်ကြောင့်သူ့ဖေရဲ့ရည်ရွယ်ချက်ကိုလုံးဝဆန့်ကျင်သူပဲဖြစ်ပါတယ်အဖေဖြစ်သူကလည်းသူ့ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ရင်တိုင်းရင်ဖြစ်တဲ့သူတော်အရှော့မပေးတဲ့အတွက်ကြောင့်အဖေနဲ့သားအပစ်ဘတ်တွေကို Invincible series မှာလုံးဝရာသညောက်စွာကြည့်ရှုနိုင်ပါတယ်နံပါတ်3သူကတော့ Metro Man ဖြစ်ပါတယ် Metro Man ကိုတော့လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ Metro Man ကကျွန်တော်တို့ငယ်စဉ်ဘဝကြည့်ဘူးခဲ့တဲ့ Megamind Animation Movie တွေကပဲဖြစ်ပါတယ်။သူ့ရဲ့ဖြစ်တည်မှုကတော့ Superman လိုပဲတခြားဂျိုကနေကဘာညီကိုဆီလုခံရပြီးတော့စေတနာတောင်ဝင်ထမ်းဆောင်နေတဲ့ကဘာညီချစ်သူရဲကောင်းတယောက်လည်းဖြစ်ပါတယ်။ပြီးတော့သူက Megamind ရဲ့အဓိကရန်သူတော်ကြီးဖြစ်ပေမဲ့လည်း Superhero ဝါသနာပါတဲ့လူတယောက်လည်းမဟုတ်ပါဘူး။သူ့ရဲ့အလုပ်ကိုင်ပေါ့ Superhero အလုပ်ဆိုတာ Megamind Universe မှာတော့အစွမ်းထက်ဆုံးဖြစ်ပါတယ်။သူ့ရဲ့စွမ်းအားတွေက Superman လေဆာနဲ့ပြစ်လိုက်မိုးပေါ်ပြန်လိုက် super strength ရှိလိုက်နဲ့အဲ့လိုမျိုးဖြစ်ပါတယ်နံပါတ်2နောက်ထပ် super hero ကတော့ Titan ပဲဖြစ်ပါတယ် Titan ဆိုတာဘာတူလဲဟာကြားဘူးတလို့ပဲအတောင့် Titan ရလားမဟုတ်ပါဘူးဗျာတကယ်တော့ Titan Megamind ကားရပဲဖြစ်ပါတယ်နာမည်ကတော့လူသိနေပြီမဲ့လဲညင်နာမည်ကြီးရဲ့ hero လည်းဖြစ်ပါတယ်ကျွန်တော်ဘာကြောင့်သူ့နာမည်ကြီးရလို့ပြောလဲဆိုတော့ဟိုတလောကတော့မှ Titan ရဲ့ main sound တော်တော်လေးခိထသွားသေးရဲ့ဗျလူတိုင်းသိမယ်လို့ထင်ပါတယ်သူ့ရဲ့ superhero ဖြစ်တည်လာပုံကတာမန်လူသားကနေဖြစ်တည်လာဖြစ်ပါတယ်သူ့ကို Megamind ကဖန်တီးခဲ့တာဖြစ်ပြီးတော့ Metro Man ရဲ့ DNA အတိုင်းဖန်တီးခဲ့တာဖြစ်ပြီးသူ့ရဲ့စွမ်းအားတွေကလည်း Metro Man နဲ့ 100% ချွတ်ဆွတ်တူပါတယ်သူကသတင်းတောင်ငချု့ကောင်းလေးတယောက်ဘွားကနေပြီးတော့ superhero ရုပ်တရက်ဖြစ်လာဖြစ်ပြီးတော့စိတ်ခံစားချက်ကိုဦးစားပေးရဲ့အတကြီးပြီးတော့အစိုးဘက်ကိုအရန်မရောက်တဲ့ superhero ပဲဖြစ်ပါတယ်ဗျနံပါတ်1နောက်ထပ် superhero ကတော့ဘာတူညာလဲ
တကယ်တော့တခြားသူမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အချစ်တော်စူပါမန်မန်ဖြစ်ပါတယ်သူကတော့အရှိရပြောသွားတဲ့9ယောက်ထဲမှာအတန်မာဆုံးဖြစ်ပြီးတော့အရှိရစူပါဟီးရိုးတွေကသူ့ inspire ယူတာပဲဖြစ်ပါတယ်စူပါမန်ရဲ့စွမ်းအားတွေကတော့ super speed eye laser eye freeze and super strength ရဲ့ပဲဖြစ်ပါတယ်အားသာချက်ကတော့နေနဲ့ပုံနီးကတ်လေးစွမ်းအားပိုကြီးလေးဖြစ်ပြီးတော့အားနည်းချက်ကတော့ kryptonite လို့ခေါ်တဲ့အဆိုင်ခင်းနဲ့မရင်ဆိုင်နိုင်တာပဲဖြစ်ပါတယ်တင်သိပါသလားစူပါမန်ဟာသူ့ရဲ့စွမ်းအား100%တွေကိုတိုက်ပွဲတွေမှာအသုံးပြုလို့မရှိပါဘူး။ဘာကြောင့်လဲဆိုတော့သူကလူသားတွေအားလုံးထက်လူသားဆန်တဲ့ဟီးရိုးဖြစ်တဲ့အတွက်ကြောင့်သူ့ကြောင့်ဘေးပတ်ဝန်းကျင်ပျက်စီးမှုကိုမဖြစ်စေချင်လို့ယာနှုံးပြည့်အသုံးမပြုရခြင်းဖြစ်ပါတယ်။